ချိန်တစ်ခါတော့မှကိုကဘာဝတိလာချိုးဖောက်ခဲ့ပဲမဲ့လို့ဒီအချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်အဖြစ်လာတာရှင်အင်္ဂုလိမာလာကြီးကိုမြတ်စွာဘုရားကအင်္ဂုလိမာလာပရိတ်ကိုဟောတဲ့အခါမှာကြည်ပေါ့ယတောဟံပကိနိအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိစ္ဆပါဏံဇိဝိတဝရောပိတာကြည်အရိယာအမြတ်အရိယာစဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးသေစေလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောတယ်။ကိုတော့ကတတ်လိုက်တာတကယ်လူသားသမားကြီးပဲလေ။ဟုတ်တယ်မလား။အဲ့ဒါတွေကိုပြန်မတွေးနဲ့ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဘူး။ဟုတ်တယ်မလား။အဲ့ဒါမျိုးလို့ပဲသီလအခုဆောက်တည်ရင်အခုဆောက်တည်တဲ့အချိန်ကစပြီးငါးပါးသီလလုံးတယ်လို့စိတ်ထဲမှာထားအားတင်းအဲ့လိုအားပေးစကားပြောရမယ်သူ့ကိုဆက်ပြီးတော့ပြောရမယ့်စကားလေးတွေကြံသေးတယ်ဒါကအားပေးစကားပြောတာဟုတ်ကဲ့ဆက်ပြီးစကားဘာပြောရမှာတော့ဆိုလို့ရှိရင်တဲ့သူ့ကိုပြောလူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥပမာမဲ့မိဘတွေဆိုရင်သာသမီပုံမှာတွေ့တာတယ်နော်အိမ်တော်ဦးစီးတွေဆိုလို့ရှိရင်သားမယားတွေပုံမှာတွေ့တာအဲ့ဒါကြရင်ပြောတယ်မိဘတွေပုံမှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုထားပါနဲ့တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသိမှာပဲမတွေ့တာပဲနေလဲသိမှာပဲသိမှာတူတူတော့တွဲမနေပါနဲ့လို့ပြောတယ်ဟုတ်ကဲ့ဒါပဲခုခေတ်အဲ့လိုပြောရင်ရံများလုံးနေမလားမသိဘူးနော်ဟိုတခါကြီးတယောက်ပြောတာလို့ပဲသူကအမြဲတမ်းဟိုဆိုးလုပ်ငန်းနဲ့အသက်မွေးတာလေသူကဘာပြောတော့ဆိုရင်သူသေလို့ရှိရင်တဲ့တွင်းတူးပြီးတော့မမြုပ်နဲ့တဲ့မြေကြီးပေါ်ဒီတိုင်းမှောက်ချထားလိုက်သူကသူရဲဝင်သွားပါမယ်လို့ပြောတယ်ဆိုလိုတာကသူကအကုသိုလ်တွေလုပ်နေတာသူသေရင်တော့အောက်ပဲသွားမှာပဲလို့ပြောတဲ့သဘောပဲဟုတ်ကဲ့မိုက်တဲ့လူကလည်းအဲ့လိုလောက်ထိအောင်မိုက်သွားတာနော်ပြင်ဖို့မစင်စားဘူးမြေကြီးတဲ့ရဲဝင်သွားမယ်တဲ့အဲ့တော့တွေ့တာမှုတွေကိုတစ်ခုပြီးတစ်ခုဖြည့်ရှင်းပြီးတော့သွားရမယ်မိဘပေါ်တွေ့တာသလားမိဘပေါ်တွေ့တာကိုဖြုတ်ရမယ်သားမယားပေါ်တွေ့တာရင်လည်းတွေ့တာမှုမရှိအောင်ဖြုတ်ရမယ်ပစ္စည်းဥစ္စာတွေပေါ်တွေ့တာလားတွေ့တာမှုတွေကိုဖြုတ်ရမယ်တစ်ခုချင်းဖြုတ်သွားတွေ့တာမှုဆိုတာအလွန်ဆန်းတဲ့ဆိုးတယ်နော်တိတ်တဆိုတဲ့ယန္တပါအကြောင်းအားလုံးကြားဖို့နေကြတာပဲသူညီမကနေပြီးတော့သင်္ကန်းကိုကောင်းမွန်မွန်ရက်လုပ်ပြီးတော့ချောလေးရက်ပြီးတော့ပေးလိုက်တဲ့သင်္ကန်းလေးမနေ့ကျတော့ဝတ်မယ်ဆိုပြီးတော့အားတင်းထားမဝတ်ရသေးလို့ညကျတော့အစာမကြေတဲ့ယောဂနဲ့ပြန်တော်မူဒီသင်္ကန်းလေးပေါ်မှာဆွဲပြီးတော့တန်းဖြစ်နေတယ်တဲ့ကြည်တွေ့တာမှုကဘလောက်ဆိုးတယ်ဆိုတာသီလရှိတဲ့ယဟန်တော်အဲ့ဒီယဟန်ကတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ယဟန်သို့တော့အတွေ့အတာသွားပြီးတော့တွေ့တာမိသည့်အတွက်ကြောင့်တန်းသွားဖြစ်အဲ့ဒီလိုတန်းသွားဖြစ်တော့သေသွားပြီဆိုရင်ဘုန်းကြီးတစ်ပါးပြန်တော်မူလို့ရှိရင်အဲ့ဒီဘုန်းကြီးပိုင်တဲ့ပစ္စည်းစီမတ္တတဏ္ဍကလို့ခေါ်တယ်သေတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းစီတန်ခိကဖြစ်တယ်တန်ဃာတွေအားလုံးပိုင်ဆိုင်တယ်အဲ့တော့တန်ဃာတွေကဒိဋ္ဌယဟန်တော်ပြန်တော်မူသွားပြီဘောသူသင်္ကန်းလေးကြံရစ်တယ်အဲ့ဒီသင်္ကန်းကိုဝေပန္တိကပြုတ်မယ်ဆိုတော့အဲ့တန်းကစိတ်ဆိုးလိုက်တာတဲ့ငါသင်္ကန်းဘာလို့ယူရမှာတော့ငါသင်္ကန်းဘာလို့ယူရမှာတော့ကြည့်တွေ့တာကိုအကြောင်းပြုပြီးဒေါသပါဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီသင်္ကန်းကိုမဝေပညာနဲ့အောင်ထားလိုက်အောင်9ရက်ဆိုတော့သူသင်္ကန်းလေးပေါ်မှာသူအေးအေးဆေးဆေးနေတက်တန်းစိတ်တော့9ရက်ပဲသူကအသက်ရှည်တာကို9ရက်ပြည့်တဲ့အခါကျတေးပြီးတော့အေးအေးဆေးဆေးအတွက်တာလွတ်တဲ့တာဝရိန္ဒနတ်ပြည်ကိုရောက်သွားတယ်တဲ့သူ့ရဲ့သီလစွမ်းအားကြောင့်တာဝရိန္ဒနတ်ပြည်ရောက်သွားတွေ့တာကသီလရဲ့အရင်လက်ဦးသွားပြီးတော့တန်းဘဝရောက်သွားတာကြောက်เสียအလွန်ကောင်းတယ်ဒါကြောင့်မို့အတွေ့အတာမထားပါနဲ့လို့ပြောပြရမယ်မတွေ့စေနဲ့တော့တွေ့ရင်အိမ်မောကမဆင်းဘူးဆိုဟုတ်ပစ္စည်းလည်းမတွေ့စေနဲ့ဘာမှမတွေ့စေရဘူးကိုယ့်ကိုယ်ကိုလည်းမတွေ့အောင်တတိထားနော်